မင်္ဂလာပါရှင်အိမ်ချက်လိုက်ရဟင်းကောင်းလေးတွေအတူချက်ကြရအောင်နော်ဒီနေ့တော့နေမျက်နှာထိချက်စရာမရှိဖြစ်နေရနဲ့ငပိရည်လေးတော့ဝယ်ပြီးတော့စူးစမ်းပြပါတယ်ရှင်ငပိရည်ကိုတစ်ခါစားလေးပဲကြိုလိုက်တယ်ရှင်နနွန်းလေးထည့်ပြီးရင်ရင်နှွေးဆူပြီးတာလေးထပ်ထည့်ပြီးကြိုးပေးထားလိုက်ပါတယ်ပြည့်ပြည့်လေးစားချင်တာဆိုတော့ရင်နှွေးကိုလျှော့ပြီးထည့်ပေးထားလိုက်ပါတယ်ပြီးရင်တော့အောက်ချပြီးစကားစိတ်လေးနဲ့ဆက်ပေးထားလိုက်ပါတယ်ငပိရည်ထဲထည့်ဖို့ကြက်သွန်မြူနဲ့ရုပ်ဒီဇိုင်းလေးတွေနှောပါမယ်ရှင်ခန်းကျင်ဒီလေးနှလုံးကိုလည်းမီးကြီးရဲရဲလေးနဲ့ကင်ထားလိုက်ပါတယ်ပြီးရင်တော့လှပြီးတော့ကြက်တပြူငရုတ်တီးစိမ်းလေးတွေရဲ့ခရမ်းကျင်ဒီကင်မီရာလေးတွေရောပြီးတော့ထောင်းပါမယ်ရှင်ခုနကရောပြီးထောင်းထားတာလေးတွေကိုစီနဲ့နနွဲ့နဲ့ထည့်ပြီးတော့စီလေးတက်ပေးထားလိုက်ပါတယ်ရှင်ပြီးရင်တော့ကြိုးပြီးစစ်ထားတဲ့ငပိရည်လေးတွေထည့်ပေးလိုက်ပါတယ်ရှင်အနံ့လေးကမှုေးပြီးတော့စားကြင်စပွဲလေးဖြစ်နေပါပြီเนาะကဲခဏနေလို့ပေါ့ဆိုရင်တော့ချလို့ရပါပြီရှင်ကဲခုကတော့ငပိရချိုလေးရပြီပေါ့နော်အနမ်းလေးပုံမွေးတော့အောင်လို့ငရုတ်သီးအလောင်းမုံလေးပါထည့်ပေးလိုက်ပါသေးတယ်အတို့ရက်ကတော့အကြိုက်ဆုံးဖြစ်တဲ့အဝေရာတင်းနဲ့အရွက်နုလေးရှင်ရပြီရှင်ဘာမှမလိုတော့ပါဘူးငပိရချိုလေးပြီးတော့အိမ်မှာရှိပြီးသားသားတို့လေးထကြောပြီးတော့စားပါတော့မယ်ရှင်အားလုံးပဲစားကြပါအောင်ရှင်ဟင်းကောင်းမပါပဲမဲ့စားလို့အရန်ကောင်းပါတယ်ရှင်ခုလိုမျိုးလွယ်ကူရိုးရှင်းပြီးတော့အရသာရှိတဲ့ဟင်းချက်နေလေးတွေကိုအမြဲတမ်းပေးတော့မှာမို့အားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်